နေ့ကျွန်တော်ဟိုပေါ့နော်ရီလဲရည်ကျင်တယ်ပေါ့နော်စိတ်ဝင်စားစရာလည်းကောင်းတဲ့အရာလေးတစ်ခုပြောချင်တယ်ပေါ့နော်ဒီ conscious number နဲ့ပဲပတ်သက်တယ် comment တွေကိုဖတ်ရင်းနဲ့ Trump theory ကိုသိလာတယ်နော် Trump theory ကဒီလိုပါဟိုတကယ်တော့ဒီ conspiracy map ကြီးစပြီးတော့ပေါ်လာပုံကလည်း QAnon ဆိုတဲ့ဒီကိုဂျူလို့နာမည်ပေးထားတဲ့လူတယောက် online forum တစ်ခုပါ hint လေးတွေချပေးတယ်ဥပမာဒါတော့ဒီလို run နေတာဆိုတော့ဟာမျိုးလေးတစ်ခုချပေးတယ်အဲ့ဒါကိုနောက်ကလူတွေက research လိုက်လုပ်ရတယ်အဲ့လိုမျိုးစခဲ့တဲ့ conversation တစ်ခုကနေပြီးတော့ဒီလိုမျိုးဟို conspiracy theory တွေထွက်လာတာပေါ့နော်ဒီဂျူကထိတ်တန်းရာရှိသူ့ရဲ့ classification ကလုံးဝအမြင့်ဆုံးလို့ပြောရဲပေါ့နော်ဆိုလိုတာကသူဒီဆိုရရဲ့ထိတ်တန်းလိုဝက်ချက်တွေအားလုံးကိုသိနိုင်ဆိုတာရှိရသူပေါ့နော်ပြီးတော့ကျွန်တော်ထင်တယ်သူက Trump ဘက်ကလူပါဒါပေမဲ့ Trump တော့သိချင်မှသိမှာပေါ့နော်တကယ်အပြင်ဘက်မှာဘယ် politician ဘယ်နိုင်ငံရေးသမားဖြစ်နိုင်လဲဆိုတာကိုလည်းလူတွေကနာမည်တစ်ခုအနေနဲ့ခံမှန်းကြပါအဲ့ဒါကိုကျွန်တော်ကြည့်တဲ့အခါမှာ okay ဒီ conspiracy ဒီTrump ကသူ့ကို follower များလာအောင်လို့သူစခဲ့တဲ့ trend တစ်ခုလားလို့ကျွန်တော်သိလာဆောင်စားကြည့်တဲ့အခါကျတော့အဲ့လိုတော့လည်းမဟုတ်ဘူး Trump ဒီ conspiracy theorist တွေကိုဒီသူတို့ရဲ့မဲဆွယ်ပွဲတွေမှာခေါ်ပြီးတော့မိတ်ဆက်ပေးတာတွေဒီလူတွေကိုချီးကျူးတာတွေတော့ရှိတယ်ဒါပေမဲ့အဲ့လူတွေနဲ့ဆက်နွယ်တာအဲ့လူတွေနဲ့ငွေပေးယူရှိတယ်မျိုးတော့မတွေ့ရဘူးပေါ့နော်အဲ့တော့ကောက်ချက်ကTrump ဒီ theory တွေကိုသိတယ်သူဒီဒါတွေနဲ့ပတ်သက်ပြီးညင်လည်းမညင်ဘူးဒီ theory တွေဒီမှန်ပါတယ်လို့လည်းဝန်မခံဘူးဒါပေမဲ့သူ့ရဲ့ဟို dignity ပေါ့နော်ဂုဏ်သိက္ခာအတွက်ကောင်းတယ်လို့သူလက်ခံတယ် okay Trump ရဲ့ဂုဏ်သိက္ခာအတွက်ဘယ်လိုကောင်းတာလဲဆိုတော့ဒီ theory ရပါတော့ကျွန်တော်တို့ဒီမြင်နေတဲ့အစိုးရအဖွဲ့အစည်းတွေအားလုံးရဲ့နောက်ွယ်မှာကျွန်တော်တို့ shadow government ရှိတယ်ချို့ကလည်း deep state လို့ခေါ်ရပါတော့အဲ့ဒါကတော့တကယ်ပါ shadow government ကိုတိုက်ဖြတ်မဲ့ white hat ဆိုတဲ့အဖွဲ့အစည်းရှိတယ် white hat ဆိုတဲ့အဖွဲ့အစည်းကဒီနောက်ွယ်မှာကလေးတွေကိုလူကုန်ကူးကန်ရောင်းဝယ်ကြိုးစားတွေရောပါလို့တော့ထီရန်တွေပါနေတဲ့ပေါင်မိုက်တဲ့ agenda တွေနဲ့ကဘာကြီးကိုတိတ်တခိုးနောက်ွယ်နဲ့အုပ်ချုပ်နေတဲ့ shadow government ကိုတိုက်ဖြတ်တဲ့အဖွဲ့အစည်းရဲ့ခေါင်းဆောင်က Donald Trump အဲ့တော့သူဒီ shadow government ကြီးအကုန်လုံးကိုတိုက်ဖြတ်မဲ့သူစကြည့်ပါနော်ကျွန်တော်အဲ့ theory မှာလုံးဝထက်သွားတယ်ကျွန်တော်ဒီနားလေးပဲစိတ်ဝင်စားလို့ဒီယာယိုကိုယူခဲ့ပြီးတော့ဒီ theory မှာကျွန်တော်ထစ်သွားတယ်ဘလို့မှကျွန်တော်ရှေ့ဆက်တက်လို့မရတော့ကျွန်တော်ရပောင်းများစွာ confuse ဖြစ်တယ်သူ့အနေနဲ့ဘလို့မှ white hats ကမဖြစ်နိုင်ဘူးလို့ကျွန်တော်ယူဆတယ်လေဒါပေမဲ့ဒီစိတ်ဝင်စားစရာကောင်းတာကအချို့သူလုပ်တဲ့အရာတွေကဒီ white hats ရဲ့လုပ်ချင်တဲ့အရာမျိုးတွေနဲ့ကိုက်ညီတယ်လို့ကျွန်တော်ထင်တယ်ဥပမာ WHO International Organization နေရပဲဖြစ်ဖြစ်အမေရိကကိုနှုတ်ထွက်လိုက်တာမျိုးပေါ့နော်ဘာလို့လဲဆိုတော့ဒီ shadow government ရဲ့ agenda သူဖြစ်ချင်တဲ့ plan ကဒီလိုမျိုးနိုင်ငံတကာလက်တံအဖွဲ့အစည်းတွေကနေတစ်ဆင့်သူဒီ one world government လို့ခေါ်တဲ့တကမ္ဘာလုံးကိုအုပ်ချုပ်ဖို့လို့သူတို့ရည်ရွယ်တာအဲ့လိုမျိုးလက်တံတွေအကုန်လုံးဖြိုချလိုက်ခြင်းအပြင်ဒီ agenda တွေကိုပျက်စီးစေတယ် okay ဒါဒီမှန်တယ်ဒါပေမဲ့နောက်တစ်ခုကဒီ Charlie Kirk ဒီ shadow government ရဲ့ asset ဖြစ်တယ်ဒါကိုဒီကလူတော်တော်များများလည်းပြောကြတယ်သူ့ကိုရှင်းလိုက်တာဒီ shadow government ပဲဆိုတာကိုကျွန်တော်နောက်ဗီဒီယိုတစ်ပုဒ်ကြာပြောမယ် conspiracy theorist တွေနဲ့စန့်ကျင်နေတဲ့အမြင်တွေပေါ့နော်အချို့အရာတွေမှာwhite hats ရဲ့ဥရက်တွေနဲ့ကိုက်ညီတယ်လို့ယူဆရပါမယ်အချို့အရာတွေမှာကျတော့ shadow government ရဲ့လုပ်ရက်တွေနဲ့ကိုက်ညီတယ်လို့ယူဆရပါတော့ဥပမာ Israel နဲ့ပေါင်းပြီးတော့ Iran ကိုတိုက်တာအဲ့ဒါဒီ shadow government ရဲ့လုပ်ရက်ပဲ shadow government က America ကိုဖျက်ဆီးပြီးတော့သူတို့ Israel ကိုကမ္ဘာကြီးရဲ့ center အဖြစ်တည်ဆောက်ချင်တာဒါပေမဲ့အဲ့ဒီ theory ကိုပြောတာက Professor Chen တို့ဒီ shadow government တကယ်ရှိတယ်ပဲထားလိုက်တော့ white hats ဆိုတာတကယ်ရှိတယ်ပဲထားလိုက်တော့တီရှီကျုံကျွန်တော်မေးခွန်းမထုတ်တော့ကျွန်တော်တို့ဒီ Donald Trump ရဲ့လုပ်ရက်တွေပဲမေးခွန်းထုတ်ကြည့်အောင်အချို့လုပ်ရက်တွေက white hats နဲ့ကိုက်ညီတယ်အချို့လုပ်ရက်တွေဒီသူဒီ shadow government နဲ့ကိုက်ညီတယ်အဲ့တော့သူဒီကြားထဲကယူချောင်ဆောင်ပြီးတော့အယူပွက်နင်းနေရလားပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့လေကိုကျွန်တော် AI ကိုမေးကြည့်တယ် AI ကိုမေးကြည့်တဲ့အခါမှာ AI ပြန်ဖြေတဲ့အဖြေကိုကျွန်တော်အရင်လည်းရည်ချင်တယ်အရင်လည်းသဘောကျတယ် okay run the scenario of the white hats တကယ်ရှိတယ်ပဲထားလိုက်တော့ shadow government တကယ်ရှိတယ်ပဲထားလိုက်တော့အဲ့ဆို Donald Trump ဘယ်သူလူလဲဆိုပြီးတော့ကိုကမေးလိုက်တော့သူဖြေတဲ့အဖြေက okay တကယ်ရှိတယ်ပဲထားလိုက်တော့ဖြစ်နိုင်ရည်၃မျိုးထွက်လာတယ်နံပါတ်1ဖြစ်နိုင်ခြေဒီသူဒီ white hats ကလူ okay အဲ့ဒါကိုစဉ်းစားကြည့်အောင်သူက Republican Party ကိုပဲဖြစ်ဖြစ် Democratic Party ကိုပဲဖြစ်ဖြစ်သူမတည့်တဲ့သူတွေမှာအများကြီးပဲသူကဒီပါတီနှစ်ခုစလုံးရဲ့ဖြစ်တည်မှုတွေကိုအရန်ကိုစိန်ခေါ်ချင်းချောင်းနိုင်တဲ့သူဖြစ်တယ် public မှာပေါ်တင်ချဲတယ်ပေါ့နော်သူ့လူတွေလည်းသူချဲနေတာပဲအပါတီရဲ့ Twitter မှာ Democrat တွေကိုလည်းအမြဲတမ်းဆဲနေတာပဲအဲ့တော့သူဒီတကယ်ပဲဒါ shadow government ရဲ့လက်တံတိဆောက်မှုကိုပြန်နေတဲ့သူလာပါတော့ white hat တွေလို့ရနေညညွတ်တယ်ပေါ့နော်ပြီးတော့သူကအစိုးရ cyber saran တွေကို declassify လို့ထုတ်ဖော်ပြတဲ့အဲမှာအများဆုံးသမရဖြစ်တယ်ပေါ့နော်ဥပမာ JFK file တွေ ODNI report တွေစသဖြင့်ပေါ့နော်အဲ့လို file တွေအများဆုံးလုပ်ပြတဲ့သမရတယောက်ဖြစ်တယ်အဲ့တော့ဒါဒီ white hat ဒီ shadow government ရဲ့လိုဝက်ချက်တွေဖော်ထုတ်မှာဖြစ်တဲ့အတွက်အဲ့ဒီလိုပဲဒီ white hat နဲ့ညညွတ်တယ်okay
ပြီးတော့ CIA FBI နောက်ပြီးတော့ DOJ စသဖြင့်အဲ့လိုမျိုးအဖွဲ့အစည်းကြီးတွေကိုသူဒီပေါ်တင်ထက်ခါအမြဲတမ်းတိုက်ခိုက်တဲ့သူဖြစ်တယ်ဒါဒီသမရတယောက်တမယိုးချလုံးလေးလှုပ်ထားရှိတဲ့အရာမဟုတ်ဘူး Okay ဒါဒီလဲ white hat နဲ့ညင်းရွတ်တယ်ဘာဖြစ်လို့လဲဆိုတော့ shadow government theory အရ CIA တွေ FBI တွေ DOJ တွေ shadow government ရဲ့လက်တံတွေဖြစ်တယ်လေအဲ့တော့ဒါတွေကိုအမြဲတမ်းတိုက်ခိုက်နေတယ်ဆိုတော့သူဒီ white hat ရဲ့လုပ်ရပါတော့အစိုးရအဖွဲ့အစည်းတွေအားလုံးကသူ့ကိုတော်တော်များများဆန့်ကျင်တယ်သူ့ impeach လုပ်ဖို့သမရနေရာနဲ့ဖြုတ်ချဖို့နှစ်ခါလောက်စ조사ဘူးတယ်သူ့ဆွဆွဲထားတဲ့အမှုက62မှုလောက်ရှိတယ်ပြီးလို့ရှိရင် mass media တစ်ခုလောက်သူ့ကိုဆန့်ကျင်တယ်သူ့အကြောင်းမကောင်းတာဒီပြောကြအဲ့တော့ဒါဒီလဲ white hat လူဖြစ်တယ်ဆိုလို့ရှိရင်ဒါ shadow government ရဲ့ဒီလိုတိုက်ခတ်ခြင်းကိုခံစားရနိုင်တယ် okay အဲ့ဒါလည်းမှန်တယ်လူတွေအကုန်လုံးကသူ့ကိုဘယ်လိုခေါ်မလဲရန်သူလိုရှုမြင်ကြတယ်ခံစားကြတယ်ဆိုကြတဲ့ကသူတို့တွေအကုန်လုံးချင်းချောက်ထားနိုင်လို့အဲ့တော့အဲ့လိုမျိုးဒီရှိပြီးသားအစိုးရရန်နေရတဲ့အကောင်လုံးချင်းချောက်ထားနိုင်ရင်ဒီ okay အဲ့ဒါဆို white hat ဖြစ်နိုင်တယ်ပေါ့နော်ကျွန်တော်ထိုင်းနဲ့အရင်ရည်ချင်ဒီနောက်ပိုင်းမှာကျွန်တော်သူ့ကိုတော်တော်ကိုရည်ချင်နေမိတယ်ပေါ့နော်နောက်ပြီးတော့သူက shadow government တာရှိခဲ့ရအဲ့ဒီ system ကြီးကမြုပ်နှံပျောက်ကွယ်စေခြင်းနဲ့လူတွေအချို့ကိုသူကလူငင်းချမ်းသာဝင်ပေးခဲ့တယ်သူ့ရဲ့ executive order 13818က2019မှာရေးခဲ့တဲ့ဟာနော်အဲ့ဒါကလူကုန်ကူးမှုဆိုင်ရာတွေကိုတိုက်ဖြတ်တာအဲ့ဒီတိုက်ဖြတ်တဲ့နေရာမှာလူကုန်ကူးတဲ့သူတွေရဲ့ပိုင်ဆိုင်မှုတွေကိုသိမ်းယူဖို့အထိပါတယ်အဲ့ဒီ policy အရဒါဒီလူကုန်ကူးမှုသူတိုက်ဖြတ်ခြင်းတဲ့သူရဲ့ policy ကနည်းနည်းလေး aggressive ဖြစ်တယ်လို့ယူဆရတယ်အဲ့ဒါဒီလဲ white hat ရဲ့ agenda နဲ့ကိုက်ညီတယ်နောက်ပြီးတော့ Jew conspiracy theory ရပါတော့သူဒီ white hat ရဲ့ခေါင်းဆောင်ဖြစ်သူ့ကိုဟိုပြုထားတယ်ပေါ့နော်အဲ့တော့ဒီလောက်တိုက်ခိုက်ခံရတဲ့လူတစ်ယောက်ပေါ့နော်ရှိသမျှ mass media ရှိသမျှအစိုးရ institution အကုန်လုံးကဒီလူတစ်ယောက်ကိုဝိုင်းပြီးတိုက်ခိုက်နေတယ်ဆိုခြင်းကပဲသူဒီ white hat ရဲ့ leader ဆိုတာဖြစ်နိုင်ရရှိတယ်ဆိုတော့တယောက်ကညင်းနိုင်တယ်ပေါ့နော် okay အဲ့တော့ဖြစ်နိုင်ခြင်းနံပါတ်2က Trump က shadow government ရဲ့ asset ဖြစ်တယ်ဘာကြောင့်လဲသူကEpstein network နဲ့အရန်ကိုနှီးစပ်တဲ့သူဖြစ်တယ်သမိုင်းအစဉ်လာရတူတွဲပြီးတော့ရိုက်ထားတဲ့ဓာတ်ပုံတွေတူတွဲပြီးတက်ခဲ့တဲ့ပါတီတွေမာလာလာကိုမှာသူတို့ပေါင်းစည်းခဲ့တဲ့အဖွဲ့အစည်းတွေသူ့ရဲ့ကိုယ်ပိုင်ပါဇက်ကနေပဲထွက်တဲ့ Epstein ပေါ်မှာလေးစားမှုတွေယုံကြည်မှုတွေချီးကျူးမှုတွေအဲ့ဒါတွေအားလုံးကသူဒီ Epstein နဲ့အရန်ကိုနှီးကပ်တဲ့လူအချို့တွေဆို best friend လို့တော့ပြောကြတယ်လေအဲ့တော့အဲ့ဒါကိုညွှန်ပြနေတယ်ဒါက white hat ရဲ့လုပ်ရက်နဲ့ဆန့်ကျင်ဘက်ပဲ Epstein ဒီ white hat ရဲ့ရန်သူဖြစ်ရမှာဒါပေမဲ့သူဒီရန်သူဖြစ်မနေဘူးမှတ်နှစ်က deep state regulars လို့ခေါ်တဲ့တကယ်ကို deep state ရဲ့လက်တံအဖွဲ့အစည်းရဲ့ခေါင်းဆောင်တွေဖြစ်တဲ့ CIA director Mike Pompeo ပေါ့နော်ပြီးလို့ရှိရင် John Bolton William Barr စတဲ့လူတွေကိုသူ့ရဲ့အစိုးရအဖွဲ့မှာအနီးကပ်ခန့်ထားတယ်conspiracy theory ကပြောတဲ့ strong ပေါ့နော် strong ဆိုမုံနာ human trafficking ကိုနောက်ွယ်မှာလုပ်နေတဲ့ shadow government ရဲ့လူတွေအကုန်လုံးဒီထိပ်သီး elite အကုန်လုံးကိုမုံတိုင်းကြီးတစ်ခုလို့ operation ကြီးတစ်ခုလို့အကုန်ဖမ်းမှာကွာအဲ့ဒီ theory ထဲမှာပါတယ်အဲ့ဒါဒီဘယ်တော့မှလည်းမဖြစ်ခဲ့ဘူး Trump သမရဖြစ်နေတဲ့သက်တမ်းမှာပဲ Epstein ကထောင်ထဲမှာတည်သွားတယ်ပဲပြောကြတာပါနော် suicide လုပ်တယ်လို့ပြောတယ်ဒါပေမဲ့တန်တရားဝင်စရာအချက်တွေအများကြီးရှိတယ်အချို့တွေဆိုဘယ်လောက်တောင်ပြောကြလဲဆိုတော့အဲ့ဒါဒီ Epstein နဲ့တူတဲ့လူတစ်ယောက်ကိုလူစားထိုးပြီးတော့အစ်စ်ကိုကဲထုတ်သွားတယ်လို့ပြောကြတယ်ပေါ့နော်ဒါတော့ဖြစ်မှာဘယ်မှမသိသူတို့ပဲသိပါပါနော်ဘာဖြစ်လို့လဲဆိုတော့ Epstein စစ်ကတတူးရှိတယ်တည်သွားတဲ့ Epstein body မှာတတူးရှိမနေဘူးစသဖြင့်အဲ့လိုခိုင်မာတဲ့အချက်တွေကလည်းရှိနေတဲ့ခါကြတော့ပြီးတော့ဒီလောက် maximum security ထောင်ကြီးထဲမှာလေကန်ကြီး CCTV ပြတ်နေတာတွေပြီးတော့အခြားသစိမ်းဝင်တဲ့ record တွေစသဖြင့်အဲ့လိုမျိုးတွေကကစားတွေ့နေရတဲ့ခါကြတော့ရိုးတမယိုးကြသေးတာမျိုးတော့မဟုတ်ဘူးတက်လို့သေးတာဖြစ်ရင်ဖြစ်ဒါမှမဟုတ်မသေးဘဲနဲ့စုံစမ်းပြောတော့လူစားထိုးပြီးခေါ်ထုတ်သွားတာဖြစ်ဖြစ်မှာပေါ့နော်အဲ့ဒါဒီသူ့လက်ထက်မှာဖြစ်ခဲ့တာသူအာဏာရနေစဉ်မှာဖြစ်ခဲ့တာအဲ့တော့ဒါတွေဒီ white hat theory နဲ့ဆန့်ကျင်ဘက်ဖြစ်တယ်ပြီးတော့သူက military budget လို့ခေါ်တဲ့စစ်သုံးစိတ်တွေအကုန်လုံးပန်တဂွန်အများကြီးပေးခဲ့တယ်ပန်တဂွန်ဒီ white hat ရဲ့အဓိကရန်သူဖြစ်တယ်အဲ့တော့သူရဲ့လုပ်ရက်ဒီ white hat ရဲ့လုပ်ရက်နဲ့ဆန့်ကျင်ဘက်ဖြစ်တယ်သူဒီ New Yorkထပ်တန်းလာအတိုင်းဝိုင်းကပေါက်ဖွာလာတဲ့သူဖြစ်တယ်စနစ်ရဲ့အပြင်ကြီးကနေဝင်လာတဲ့သူမဟုတ်ဘူး control opposition ဆိုတာထိန်းချုပ်ထားတဲ့စန့်ကျင်မှုဆိုတာဥပမာသူ့ကိုလူထုချာမှာ popular ဖြစ်အောင်နည်းနည်းလေးအတိုက်ခံလေးတွေတွန်းတင်ပေးတာပေါ့နော်ဥပမာမီဒီယာသူ့ကိုနည်းနည်းလေးလူဆိုးဖြစ်ပုံဖော်ပေးမယ်စသဖြင့်သူ့ကိုလူထုချာမှာပို့ပြီးယုံကြည်မှုရအောင် popular ပို့ဖြစ်အောင်လုပ်တာကလည်း shadow government ရဲ့သုံးလေးရှိတဲ့နီးစနစ်တွေဖြစ်တယ်ပေါ့နော်နောက်ဆုံးက trust the plan ဆိုတာသူလုံးသမျှကိုယုံကြည်ပါလက်ခံပါ
သူဒီမကောင်းမှုကိုတိုက်ဖြတ်မဲ့သူ shadow government ကိုတိုက်ဖြတ်မဲ့သူဆိုတဲ့ပုံစံမျိုးနဲ့ပုံဖော်ထားခြင်းကိုက shadow government ရဲ့ဒီစနစ်ဖြစ်နေနိုင်တယ်ပေါ့နော်အဲ့တော့ဒါက Trump ဒီ shadow government ဘက်ကလူလို့ညှင်းထားတဲ့ညှင်းချက်တစ်ခုဖြစ်တယ် okay ကျွန်တော်အကြိုက်ဆုံးလာပြီနံပါတ်3ဖြစ်နိုင်ခြင်းနံပါတ်3 Trump ကဘယ်ဘက်ကမှမဟုတ် तू ကဘယ်မှာတွေရှောက်လုံနေတဲ့သူတယောက်ပဲဒါကဖြစ်နိုင်ခြင်းအရှိဆုံးဘာဖြစ်လို့လဲဆိုတော့သူဒီတမယိုးကျအစိုးရရန်တွေကစနစ်ကြီးလေဘက်ပုံရဲ့အပြစ်မှာရှိနေတယ်သူကအပေးအယူနဲ့ကိုပဲစိတ်ဝင်စားတဲ့သူကိုအကျိုးစီးပွားကိုပဲစိတ်ဝင်စားတဲ့သူဖြစ်နေတဲ့အတွက်သူကို White Hat ကရော Shadow Government ကရောအတုံးချဖို့ကြိုးစားတယ်သူကသူတို့နှစ်ပါတီလောက်ကိုပြန်ပြီးအတုံးချတယ် Shadow Government ကလည်းသူ့ကို contain and control ထိန်းချုပ်ပြီးတော့ contain လုပ်ဖို့ကြိုးစားတယ်အဲ့ဒါကြောင့်မလို့ resistant သူ့ကိုနည်းနည်းလေးဆန့်ကျင်မဲ့တွန်းအားလေးတွေပေးထားတယ် White Hat ကလည်းသူနဲ့ကိုက်ညီဖို့ကြိုးစားတယ်အနေနဲ့က ideologically ဘယ်ဘက်ကိုမှမပါနေဘူးသူ့အနေနဲ့ဆိုလိုတာကမကောင်းမှုတိုက်ဖျက်ရမယ်ဆိုတော့အယူဝါဒဖြစ်စေမကောင်းတာတွေအကုန်လုံးကိုလုပ်မယ်ဆိုတော့အယူဝါဒဖြစ်စေသူ့မှာဘာအယူဝါဒမှထင်ထင်ရှားရှားကိုယ်ပိုင်မရှိနေဘူးသူကသူ့ရဲ့ survivor သူ့ရဲ့ power အတွက်နှစ်ဖက်စလုံးကိုအသုံးချတယ်နှစ်ဖက်စလုံးနဲ့ align ဖြစ်အောင်နေတယ်ဒီဟာကပဲနှစ်ဖက်စလုံးအတွက်သူဒီမှန်းဆလို့မရတဲ့သူဖြစ်နေတယ် okay ကျွန်တော်အကြိုက်ဆုံးကနံပါတ်3 scenario ဖြစ်တယ်ကျွန်တော်လည်းအဲ့လိုပဲထင်တယ်ဒီနေရာမှာသူ့ရဲ့ White Hat နဲ့ကိုက်ညီနေတဲ့လောက်ရက်ကိုဖြစ်စေ Shadow Government နဲ့ကိုက်ညီနေတဲ့လောက်ရက်ကိုဖြစ်စေပြန်ပြီးတော့ပြန်မျှချကြည့်မယ်ဆိုရင် White Hat နဲ့ကိုက်ညီတဲ့လောက်ရက်မှာအချို့လောက်ရက်တွေဒီဥမာဒီထက်3ခုက White Hat နဲ့ကိုက်ညီတယ်ဒီထက်3ခုက White Hat နဲ့မကိုက်ညီဘူးပေါ့နော်စန့်ကျင်ပဲ Shadow Government နဲ့ကိုက်ညီနေတယ်အဲ့တော့အဲ့လိုမျိုးပြန်မျှချလိုက်တဲ့အချိန်မှာညီတို့ညီမျှဖြစ်နေတယ် Most dangerous man to a shadow power structure is not a committed enemy တဲ့ဘယ်လိုကောမလဲ shadow government အတွက်အနည်းအများဆုံးကသူတို့အမြဲတမ်းတိုက်ခိုက်နေရတဲ့ရန်သူမဟုတ်ဘဲနဲ့ဘယ်ဘက်ကိုသွားမြန်းမသိဘယ်ဘက်ပါမြန်းကိုမသိတဲ့ဘာမြန်းမသိတဲ့လူတစ်ယောက်ဖြစ်တယ်ဘလို့မှလည်းထိန်ချုံလို့မရဘလို့မှလည်းပတ်စံနဲ့ပေးပြီးတော့ခိုင်းလို့မရတဲ့ဟာဖြစ်တယ်ပေါ့နော်အဲ့ဒါကပဲဒီ drama ကြီးတစ်ခုလုံးမှာ Trump ရဲ့အဓိကအခန်းကဏ္ဍဖြစ်လိမ့်မယ် hero လည်းမဟုတ်ဘူး villain လည်းမဟုတ်ဘူးဒါပေမဲ့သူဒီအရာအားလုံးအတွက်ပို့ပြီးတော့အရှိန်ညှင့်စေတဲ့ accelerant တစ်ယောက်ပဲဆိုတော့ AI က capture ချထားတယ်အဲ့တော့တစ်ချက်ကဘယ်လိုခေါ်မလဲဒီ scenario မှာအဓိကမေးရမယ့်မေးခွန်းက Trump ကဘယ်ဘက်ကလဲဆိုတာမဟုတ်ဘူးမေးရမယ့်မေးခွန်းဒီသူ့ကိုယ်တိုင်ရောသူသိရလားဆိုတဲ့မေးခွန်းပဲဖြစ်တယ်ဆိုပြီးတော့ AI ကမေးထားတယ်အဲ့တော့ဆိုလိုတာ Trump ကသူ့ကိုယ်သူလည်းဘာလို့ချင်မှမသိဘူးဒါပေမဲ့သူဒီအဓိက personal survival personal power အတွက် White Hat နဲ့လည်းသူအချို့ဟာတွေလုပ်ပေးတယ် Shadow Government နဲ့လည်းအချို့ဟာတွေလုပ်ပေးတယ်အဲ့လိုမျိုးလို့ကျွန်တော်ထင်တယ်ကျွန်တော်ရဲ့ဟာကို confirm လုပ်ပေးတာဒီ AI ပဲဒီ map နဲ့ပတ်သက်ပြီးတော့ ChatGPT ကိုမေးတဲ့အခါမှာ ChatGPT ကဒီ map ကိုဆွဲတဲ့လူရဲ့နာမည်ကိုတောင်မှအမှန်အောင်မပြောနိုင်ဘူးအဲ့ချိန်မှာ Claude ကဆွဲတဲ့သူမှန်အောင်ပြောနိုင်တဲ့အပြင်အဲ့ဆွဲတဲ့သူကအခုထိုင်းနိုင်ငံရဲ့ Bear Meditation Center မှာ meditation coach လုပ်နေတယ်ဆိုတာပါပြောပြနိုင်တယ်အဲ့တော့ကျွန်တော်က Claude ကိုပို့ပြီးကြိုက်တယ်ဒီနောက်ပိုင်း Claude ကိုပို့သုံးဖြစ်တယ်အခုကျွန်တော်ကို satisfy ဖြစ်စေတဲ့အဖြေတွေလဲ Claude စီရတာပါကျေးဇူးတင်ပါတယ်အဲ့တော့အခုကြည့်သွားတဲ့သူတွေတော့ကရောDonald Trump ဒီ White Hat ကလား Shadow Government ကလားဘယ်လိုထင်ပါသလဲ